တော့ဆေဘိုးတဖို့ဆိုတဲ့အရာကသူကတစ်နှစ်လုံးနဲ့ဆိုင်တဲ့အရာဖြစ်တယ်ဟုတ်ပြီနော်တစ်နှစ်လုံးမှာတင်ဘာနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာပဲရအဲ့ဒီထဲကတဖို့ကဘုရားနဲ့ဆိုင်တယ်နော်ဆိုပါစို့တင်မှာပတ်စံ1000ရှိတယ်တသိန်းရှိတယ်ဆိုပါစို့ဒီမှာ1000နဲ့10ပဲโอเคကျဲပေးမယ်ဟာမဟုတ်ဘူးเนาะโอเค1000နဲ့10ရွက်ရှိတယ်10ဖို့တဖို့လို့ပြောတဲ့အခါမှာဒီထဲကတရွက်ကဘသူအတွက်လဲဘုရားအတွက်ကျမ်းစာထဲမှာတော့ဒီလိုပြောထားတယ်10ဖို့တဖို့ကိုဘုရားခင်ကိုပေးရမယ်လို့မပြောဘူးဘုရားထံပြန်ယူလာတဲ့ကျမတို့ဥစ္စာမဟုတ်ဘူးတဲ့ဘုရားရဲ့အပိုင်ဖြစ်တယ်ဘုရားရဲ့ဥစ္စာဖြစ်တယ်ဒါပေမဲ့တခါတည်းကျမတို့က10ဖို့တဖို့ကိုဘုရားခင်တံပြန်လဲအနှင်းတဲ့အခါမှာအနှင်းတဲ့ပုံစံတွေမှားနေတတ်တယ်အဲ့တော့ဘယ်အချိန်မှာဘလို့အနှင်းကြလဲဆိုတော့ပထမဦးဆုံးဈေးသုံးဖို့ဖယ်လိုက်တယ်တရွက်ပြီးလို့ရှိရင်ကျမတို့ကားအကျွေးဖယ်လိုက်တယ်တရွက်အိမ်ကျွေးဖယ်လိုက်တယ်တရွက်ကလေးအတွက်ចောင်းစိတ်ဖယ်လိုက်တယ်တရွက်အဲ့တော့ဖိန်နဲ့နောက်ဆုံးမှ2ရွက်လောက်ပဲကျန်တယ်အဲ့ဒီချိန်ကျတော့ဘုရားသခင်ကိုပေးရမှာအရန်ကစီနေလာပြီအဲ့တော့ဘလို့ဖြစ်လာတယ်လဲဆိုတော့ဟာငါမှနော်1000ဆိုတဲ့ຢာကအရန်များသွားပြီဒီချိန်မှာစဉ်းစားတဲ့အခါမှာအဲ့တော့ကျမတို့ကဆေဖို့တဖို့လို့စဉ်းစားလိုက်ပြီဆိုဟာဘုရားသခင်ကငါတလောက်အထိကြိုးစားပင်ပန်းလောက်ထားတဲ့ຢာကိုလာပြီးတော့တောင်းတယ်ဘုရားเจ้าမှာရှိရတဲ့သူတွေကဘာမှလည်းအလုံးမလုပ်ရဘဲနဲ့ဒီလိုအတွေးခေါ်တွေဝင်လာတယ်ဘာမှလည်းအလုံးမလုပ်ရဘဲနဲ့သူတို့ကလာပြီးတော့ငါရဲ့ဆေဖို့တဖို့ငါရဲ့ငွေကိုလာပြီးတော့နော်ယူဖို့ရန်အတွက်နှုတ်ကပတ်တော်တွေဝင်ငါကြတယ်လို့ထင်ကြတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းမှဖြစ်မယ်ဘုရားသခင်ရဲ့နော်ကောင်းမြတ်ခြင်းကိုကျမတို့ကသဘောမပေါက်ဘူးဆိုလို့ရှိရင်ဆေဖို့တဖို့ကိုပေးတဲ့အခါမှာမတရားဘူးလို့ပဲခံစားနေရမှာအမှန်တော့ဆေဖို့တဖို့လို့ပြောတဲ့အခါမှာတဖို့ကပဲဘုရားနဲ့ဆိုင်တာမဟုတ်ဘူးဆေဖို့စလုံးကဘုရားနဲ့ဆိုင်တာတဲ့မှာပေးထားတဲ့ညံတင့်ကိုဘုရားသခင်ပေးထားတဲ့ကျမ်းမာခြင်းတင့်ကိုဘုရားသခင်ပေးထားတဲ့အခွင့်အရေးတင့်ကိုဘုရားသခင်ပေးထားတဲ့အလောက်အကန့်တင့်ကိုဘုရားသခင်ရောက်စေတဲ့နယ်ပယ်တင့်ကိုဘုရားသခင်ချီးမြှောက်ထားတဲ့ယာဓုတွေအားလုံးဟာတင့်ရဲ့အရေးချင်းနဲ့ရလာတာမှမဟုတ်တာဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းကြောင့်ရလာတာမဟုတ်ဘူးလားဒီနေ့ယေရှုခရစ်တော်ကဘာပြောထားတယ်ဆိုကျမတို့ရဲ့အထဲထဲမှာသူဟာဝင်ရောက်အသက်ရှင်ပေးတယ်တဲ့ကျမတို့ဟာကျမတို့ပိုင်သေးသလားမပိုင်တော့ဘူးယေရှုခရစ်တော်ကိုကိုယ့်ရဲ့အရှင်သခင်နေရာမှာထားပြီးတော့ကိုယ့်ရဲ့အသက်သခင်နေရာမှာထားလိုက်တဲ့အခါမှာကျမတို့ ਨੇ ဆိုင်သမျှအရာအားလုံးဟာကျမတို့ရဲ့အပိုင်မဟုတ်တော့ဘသူရဲ့အပိုင်ဖြစ်သွားတယ်လေဆိုတော့ဖခင်ရဲ့အပိုင်ဖြစ်တယ်ဒါပေမဲ့ဖခင်သခင်ကဆေဖို့လုံးပြန်မတောင်းဘူးဘယ်လောက်ပဲတောင်းတာလဲတဖို့ပဲပြန်တောင်းတာဖြစ်တယ်ဒါဆိုရင်ဆေဖို့တဖို့ဘယ်လိုပေးရမလဲလွယ်လွယ်လေးပါသင်ရဲ့လက်ထဲကထွက်သွားတဲ့ပထမဦးဆုံးတရွက်ဟာဆေဖို့တဖို့ပဲအာမင်အဲ့တော့တခါတည်းကျမတို့ကထွက်တဲ့အရာကလောကနဲ့ဆိုင်တဲ့အရာကိုအရင်ဦးဆုံးသုံးလိုက်တယ်နောက်ဆုံးကြံတဲ့အရာကိုမှဘုရားကိုပေးခြင်းတယ်အမှန်တော့လို့မဖြစ်ရဘူးပထမဦးဆုံးကိုယ့်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့ငွေကြေးတွေထဲမှာမှအရင်ဦးဆုံးထွက်သွားတဲ့အရာကဘုရားစီကိုအရင်ရောက်အောင်မှဖြစ်တယ်အဲ့ဒါကဆေဖို့တဖို့ကိုပေးနည်းဖြစ်တယ်အာမင်ဒါကြောင့်မို့ကျမတို့ယုံကြည်သူတယောက်ချင်းဆိုင်ရဲ့အသက်တာထဲမှာဆေဖို့တဖို့ပေးတဲ့အခါမှာအားလုံးဟာငါရဲ့အပိုင်မဟုတ်ဘူးအားလုံးဟာဖခင်ရဲ့ဗန္နာဖြစ်တယ်ဖခင်ရဲ့ဥစ္စာဖြစ်တယ်သို့တော်ဖခင်ကငါ့ကိုချစ်လွန်းလို့ဆေဖို့လို့မတောင်းဘူးတဖို့ပဲပြန်ပြီးတော့တောင်းတယ်အဲ့ဒီဆေဖို့တဖို့ပေးတဲ့အခါမှာဘာကောင်းကြီးရှိတယ်လဲဆိုတော့တခြားနားထောင်ပါဖခင်သခင်ရဲ့ထောက်ပံ့ခြင်းကောင်းကြီးမင်္ဂလာနဲ့ဖခင်သခင်ရဲ့ကိုယ်ကစောင့်ရှောက်ခြင်းကောင်းကြီးမင်္ဂလာဆိုတာရှိတယ်ကိုယ့်ရဲ့တက်တာထဲမှာတနှစ်တာပတ်လုံးမှာဖခင်သခင်ထောက်ပံ့ခြင်းအဆက်မပြတ်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဆေဖို့ဖို့ပေးဝင်တယ်ပြင်ဆင်ပါဘုရားသခင်ကဒီလိုပဲစမ်းသပ်ခိုင်းတယ်ကိုယ့်ရဲ့အသက်တာထဲမှာဘုရားသခင်ရဲ့ကိုယ်ကာခြင်းလက်တော်အမြဲတမ်းရှိခြင်းသလားဆေဖို့ဖို့ပေးခြင်းနဲ့သင်ဘုရားသခင်ကိုစုံစမ်းပါဘုရားသခင်ကဘာပြောလဲမာလခိအခန်းကြီး3ခန်းငယ်10ကနေ12ထဲမှာထို့သောအပြင်ငါ့ကိုစုံစမ်းလို့ရတယ်ဟာလေလုယာဆိုတော့ဒီနေ့ကိုဘေးနားမှာရှိတဲ့သူကိုပြောပါဆေဖို့တဖို့ဟာသင်ဥစ္စာမဟုတ်ဘူးဘုရားဗန္နာဖြစ်တယ်လို့ပြောပါ